穿把的喏，穿嘎啦把你的，穿嘎啦你要不喏，白羊穿嘎啦把的，交代你那种人呢，交代你那人呢，比如什么记没什么，什么不会对了，就不会对了，什么就不会的是吧的，哎，就不会我掏几的卡家咯，交代个，会比如嘛，几的对讲，这什么？喏，body 什么要包喏？会比几的对，这什么？喏，给。ဖူးဖွေးလေးရဲ့ကြီးနေတဲ့အတွက်ကြောင့်အသက်ဆန်းအဆင့်ပဲရှိပါတယ်เนาะမဲဘီကြီးမှာ body အဆင့်ရောက်မှာပါเนาะအဲ့တော့ဒီမှာကြည့်ရတဲ့နေရာတော့ကျွန်တော်အမြင်ကတော့အသက်ဆန်းပဲဖြစ်မှာပါเนาะဖြန့်ရင်အသက်ဆန်းပဲဖြစ်မှာပါအဲ့တော့အသက်ဆန်းဆိုရင်အပွင့်ရပါမလားပဲကြည့်ရမှာပဲเนาะဝယ်ရစီနည်းနည်းလေးပြောပြမယ်ဝယ်ရစီလေးပြောပြမယ်เนาะဝယ်ရစီလေးပြောပြပါမယ်အဲ့တော့ရန်ရဲ့အနေထားကြည့်ရတာကတော့ကြည့်မယ်เนาะကျွန်တော်မိတ်ဆွေများဒီမှာရန်နေเนาะရန်လျာကောင်းနေเนาะအဲ့တော့မင်္ဂလာပါအနာများတယ်ဆိုတော့အနာများတော့များတယ်เนาะအဲ့တော့အနာများတယ်ဒီမှာရန်လျာကောင်းနေပြီးတော့ရန်အနေထားလေးတွေတော့မစိုးပါဘူးညက်ပါတယ်เนาะရန်လျာကောင်းနေရန်လေးတွေစိတ်တယ်ပြောတာရန်စိတ်တယ်ဆိုတော့ကြောက်သားလေးတော့နည်းနည်းညက်မှာပေါ့เนาะဒါပေမဲ့ရန်လုံးနည်းနည်းလေးကြီးတာပေါ့เนาะရန်လုံးနည်းနည်းလေးကြီးတဲ့ခါကျတော့ရန်ကျန်းတာပေါ့เนาะအဲ့တော့အသားနည်းနည်းလေးကျန်းနိုင်တယ်ပေါ့เนาะအသားနည်းနည်းလေးတွေကျန်းမယ်နည်းနည်းလေးပဲကျဲမှာမသိမသာဘူးเนาะအဲ့တော့ရမ်းချမ်းမယ်ရမ်းချမ်းတော့အသားလေးတော့နည်းနည်းကျန်းပါမယ်เนาะအခွန်နေနဲ့လည်းအဲ့လိုမညီပါဘူးเนาะအခွန်လည်းမညီဘူးဆိုတော့ပြီးတော့ရမ်းလေးတွေကလည်းကြည့်မယ်ဗျာเนาะဒီမှာเนาะရမ်းရံနေထားတယ်အဲ့တော့မညီဘူးเนาะနည်းနည်းလေးရမ်းညက်တာတီးတာလေးတွေမိန်တာဒီမှာเนาะညားလေးတွေဆိုရင်ရမ်းလေးတွေဒီမှာเนาะစားရမ်းလေးတွေရှိမယ်တချို့နေရာတွေကကျနည်းနည်းလေးအချုံမွန်ရမ်းလောက်လေးတွေရှိနေတယ်เนาะအဲ့တော့ကြောက်သားတော့မညီနိုင်ဘူးเนาะကဲဒါတော့ကျွန်တော်မြင်ရှင်ဒါတော့ရိုက်ဖက်ပေါ့ဗျာရိုက်ဖက်ပုံစံမျိုးဖြစ်နေတာပေါ့เนาะအဲ့တော့ဒီမှာတော့ဒီမှာကြည့်မယ်เนาะကျွန်တော်မြင်ရှင်နက်ပေါက်လေးတော့ရှိတယ်เนาะဒီမှာလှမ်းမြင်ရတဲ့အနေထားမှာရေနဲ့နည်းနည်းစွတ်ပြမယ်เนาะ तू ကအမဲတဲ့ plan တွေ့တာပေါ့เนาะကြောက်သားမြင့်နဲ့အတွင်းထဲမှာကြောက်သားနက်တဲ့ကြောက်တွေမှာမြင်ရတဲ့နက်ပေါက်တွေဒီမှာတွေ့မှာပေါ့เนาะမျိုးပေါက်လေးတွေပေါ့เนาะနော်မန်လီကနေရန်ကုန်ဆင်းဝင်တဲ့ကြောင်မဟုတ်သေးဘူးဒါမဟုတ်သေးအဲ့ဒါနောက်တစ်လိုက်မှလာမှာနော်ဒါကဒီတစ်လုံးနဲ့ပဲလာမှာနက်ပေါက်ရှိမယ်ဒီမှာလည်းညိုးပေါက်တွေဒီမှာညိုးပေါက်တွေနက်ပေါက်တွေရှိရနော်အဲ့တော့လက်မြင်နေရတယ်ဒီမှာညို့နေတယ်အဲ့ညိုးကတော့စိတ်ဝင်စားရတယ်နော်အဲ့တော့ဒါကဝါလူတက်နေတာပေါ့နော်ရိုက်ဖက်တော့မဟုတ်ပါဘူးရှိုဘက်ပေါ့နော်ရှိုဘက်ကိုဝါလူတက်နေအဲ့တော့ဝါလူတက်နေတော့အသားကိုအတိအကျမမြင်ရဘူးဒါပေမဲ့ဒီမှာမြင်ရတဲ့နေရာတွေရှိတယ်ဒီမှာနော်နော်ဒီမှာနော်ဒီမှာကြည့်မယ်ဒီမှာနော်ဒီမှာကြောက်သားထိထားတာရှိတယ်ဒီမှာထိထားတာရှိတယ်ဒီနားမှာတော့ညက်နေရနော်ရန်နော်ရန်လုံးကြီးတွေကဟင်းညုံမိုးနေများဖိတ်ကြထားသလားတဲ့နော်အဲ့တော့ကြီးတဲ့အရန်တွေတော့ပါတယ်အဲ့တော့ရန်မညီတာပေါ့ရန်မညီတော့အသားမညီဘူးပေါ့နော်လွယ်လေးကိုနော်ရန်ကြရင်သားကြမယ်ရန်ကြရင်သားကြမယ်ရန်မညီရင်သားမညီဘူးနော်လွတ်ရနေကြပြီလားနော်โอเคအဲ့လိုလွတ်ရနေရပြီလေလွတ်တယ်မဟုတ်လားကြပြတပုတ်လို့လွတ်ရနေမမှားတော့ဘောရန်အကြောင်းသိသွားပြီโอเคဖြန်နေရတော့ဝေးကြီးစဉ်းစားနေတော့ကျွန်တော်မြင်စီမှာဒီမှာနော်အဲ့တော့ဖြန်နေရတော့ဝေးကြီးမစဉ်းစားနဲ့ဒီမှာအနာကြီးရှိတယ်ခါလယ်မှာ equator မြင်းချောင်းကြီးနော်အဲ့တော့ equator မြင်းချောင်းကြီးကနေပြီးတော့ကိုခိုင်မြို့နေကနေဖြတ်သွားတယ်ဆိုတော့အခုလဲဒီကနေဖြတ်သွားတယ်ပေါ့နော်โอเคငငယ်တင်ခဲ့တာကိုမှတ်ရလို့ပါနော်ကိုခိုင်မြို့နေကဖြတ်တန်းသွားရတယ်ကိုလည်းမသိဘူးဘယ်နာမှလည်းမသိဘူးနော်ကဲလိုက်လေကြည့်လို့လည်းမရအောင်ကဲသူတို့ဖြတ်သွားတယ်ဆိုတော့လည်းဖြတ်သွားတယ်ပေါ့နော်ကဲတော့ကျွန်တော်မြင်ရှင်ပါအဲ့တော့နာတိုင်းနင်းတာပေါ့ဗျာနော်အဲ့တော့ဘလောက်ပဲထားအောင်ပြောပါဟုတ်သားပဲမေ့နေတာဒါအရေးကြီးတယ်နော်တော်တုံးကိုဘလောက်နဲ့ဝယ်ထားရဆိုတာသိဖို့လိုတယ်နော်ဒါမှနောက်မှဝယ်ရင်ဒါမျိုးကဘယ်လိုဝယ်ရတယ်ဆိုတာသိရမှာဟုတ်နော်30သူပြောရနော်မိုင်းရှင်ပြောရနော်ကျွန်တော်ကတော့အဲ့လိုပဲပြောရမှာနော်ကျွန်တော်ရှေ့ဝယ်တာမို့တော့ကျွန်တော်မသိဘူးအဲ့တော့ကျွန်တော်သိသလောက်ဆိုရင်30နော်အဲ့တော့30ပါဗျာကဲ30နားများတယ်အမှန်နဲ့ငါကြီးဓမ္မနာများတယ်အဲ့တော့အပွင့်ရမှာ30ဆိုရင်ဒါအပွင့်ရမှာနော်ကျွန်တော်မြင်တာကတော့အသားနည်းနည်းကျန်းမယ်နော်အသားနည်းနည်းကျန်းမယ်ပြီးတော့ကြောက်သားတွေညီမမဟုတ်ဘူးဒီထက်မှာနော်အသားညီမမဟုတ်ဘူးအသားနည်းနည်းကျန်းမယ်နော်ကြောက်သားနည်းနည်းကျန်းမယ်အဲ့တော့ကြောက်သားနည်းနည်းကျန်းမယ်ဆိုတော့ဘာရနဲ့သွားဆင်မလဲဆိုကျွန်တော်ပြဒီနားလေးမှာခုနတစ်ခုရှိတယ်နော်ဒါမျိုးသွားဆင်နိုင်ဖြတ်တယ်ဒီမှာကြောက်သားနည်းနည်းလေးတော့ကျန်းမယ်ဒီမှာနော်ဒါမဲ့ဒါကြောက်သားနည်းနည်းလေးကျန်းတာပေါ့ဗျာဒါဆိုတော့ဒီမှာ तू ကသူ့ရဲ့ရန်ကဒီမှာကျန်းဒီမှာအနေထားတွေကတိတ်မကွာဘူးနော်ဒီကောင်တော့ပိုကျန်းတာပေါ့နော်အဲ့တော့နည်းနည်းလေးကျန်းနိုင်တယ်ပေါ့နော်အဲ့တော့ကဲ
ကျွန်တော်မိတ်ဆွေနော်ကြောက်သားနည်းနည်းလေးကျန်းပါမယ်ရန်လေးနည်းနည်းလေးကျန်းတယ်ပြီးတော့ရန်မညီရလို့ကြောက်သားညီနိုင်မှာမဟုတ်ဘူးနော်အဲ့တော့ကျွန်တော်ခုနကထောက်ကြည့်တဲ့နေထားရဆိုရင်body အဆင့်မရောက်ဘူးသက်ဆန်းအဆင့်ပေါ့နော်တိတ်မိုင်းပါပဲသိန်း20ပြနော်ကိုတော့မွယ်ရဲဘူးပြောပြတာကိုတော့မွယ်ရဲဘူးနော်အဲ့တော့ဒီမှာရန်ဒီမှာရဲ့ဒီအကျုပ်ပွေးပုံစံမျိုးနဲ့ဒီမှာရန်ကောင်းပုံစံမျိုးလေးတွေရှိတယ်အဲ့ရန်ကောင်းလေးတွေရဲ့ထိတ်မှာထောက်ကြည့်လိုက်တဲ့အခါမှာရန်ကဖွေးပြီးတော့ကြီးနေရင်သက်ဆန်းမယ်နော်သက်ဆန်းမယ်နော်မဲ့ပြီးကြီးနေရင် body ပဲကဲကျွန်တော်တို့အဲ့လိုမှတ်ထားတာပဲနော်ကဲလွယ်မှတ်လို့ရအောင်လေပါနော်မျိုးနဲ့ကောင်းပါလေသူ့နဲ့သူပါပဲညီလေးရမ်းလာကြည့်နော်ရမ်းနဲ့အနေထားနဲ့ကြည့်ပါနော်အခွန်နဲ့တော့သွားမကြည့်နဲ့ပါနော်ဓာမီထိုးလို့ပေါ့ရင်တော့ကြောင်မျိုးကောင်းတာပဲလေအဲ့ဒါကိုကြောင်မျိုးကောင်းတာကျန်တာကတော့အသားကတော့ရမ်းပဲကြည့်ရမှာဟုတ်နော်ကဲဖြတ်မယ်ကွာ30ညောကြည့်မယ်60တော့နော်လောဆယ်တော့ရမ်းမညီရင်ကြောက်သားမညီဘူးဟုတ်တယ်နော်ကဲလောဆယ်ကြောက်သားတော့မညီတော့ဘူးနော်တွေ့ရနော်ကျွန်တော်မဆွေးမှာနော်လောဆယ်တော့ရမ်းမညီရင်ကြောက်သားမညီဘူးအပေါ်မှာကိုကြောက်သားမညီပါဘူးတွေ့နေပါပြီနော်ကဲဗျာလစ်ပါတယ်တော်လစ်တာဗျနော်ကြောက်သားကနော်ကျွန်တော်မဆွေးနော်ရမ်းမညီတော့ကြောက်သားမညီဘူးရမ်းကျန်းတော့ကြောက်သားကျန်းမယ်ဒါပဲအဖြစ်ပဲနော်ကျွန်တော်မသိဘူးကြောက်ကမလိမ်ဘူးကျွန်တော်လောဘလိမ်နေတာကြည့်အောင်အနာများရနော်ကြောက်ကမလိမ်ဘူးပြီးတော့ရမ်းကျန်းတော့ဘာဖြစ်တော့ကြောက်သားကျန်းတယ်ကျွန်တော်မိတ်ဆွေများကြည့်နော်ရမ်းကျန်းတော့ဘာဖြစ်တော့ကြောက်သားကျန်းတယ်ဒီမှာကြောက်သားကျန်းထော်နေတာပဲတွေ့လားနော်ကြောက်သားကျန်းတယ်ရမ်းကျန်းတော့ကြောက်သားကျန်းတယ်ရမ်းကျဲတော့ကြောက်သားကျဲတယ်ဒီမှာနော်ဒီကြောက်မှာနော်ရမ်းလည်းကျဲတယ်ရမ်းလည်းကျန်းတယ်နော်ရမ်းလည်းမညီလို့ကြောက်သားမညီဘူးနော်ကြောက်သားမညီဘူးတွေ့လားဒီမှာနော်ဒီမှာကြောက်သားမညီဘူးနော်ဒီမှာဒီနားမှာကြောက်သားကောင်းတယ်ဒီမှာမကောင်းဘူးဒီမှာမကောင်းဘူးဒီနားလေးပဲစမ်းတယ်ဒါစမ်းတဲ့အဆင့်ဒီမှာစမ်းတဲ့အဆင့်နော်ဟိုတော့ကြောက်သားတွေမညီဘူးဟုတ်တယ်နော်အဲ့တော့ရမ်းကျန်းတယ်ကြောက်သားကျန်းတယ်ရမ်းကျဲတော့ကြောက်သားကျဲတယ်ဟုတ်တယ်နော်ရမ်းမညီတော့ကြောက်သားမညီဘူးကဲရမ်းကခေါင်းလေးတွေကဖွေးပြီးတော့ကြည်တော့သက်ဆန်းဟုတ်တယ်နော်ဒီမှာသက်ဆန်းအဆင့်တော်မှာအမြင့်ကြီးမရောက်ပါဘူးရမ်းခေါင်းလေးတွေကမဲပြီးတော့ချီနေနော် body ပေါ့ဗျာအဲ့တော့ဒီမှာကျွန်တော်မိတ်ဆွေနော်ကဲကျွန်တော်မိတ်ဆွေကြည့်လိုက်ပါအဲ့တော့ကြောက်ကမညာပါဘူးနော်အဲ့တော့ရမ်းကြည့်ပြီးတော့သာဝယ်နော်မညာဘူးကြောက်ကအနေထားကတော့အသက်ဆန်းမှာနံပါတ်8ပေါ့နော်ကျွန်တော်အနေနဲ့ပြောရရင်တော့အဆင့်8အနေနဲ့တော့ရှိတယ်အဲ့ဒါပေမဲ့အဲ့လောက်ကြီးပွင့်ထုတ်ရတဲ့အဆင့်မဟုတ်ဘဲနဲ့အထွေးဓာတ်တွေပါသွားတာပေါ့နော်ကျောင်းထဲမှာအထွေးဓာတ်ပါသွားတဲ့အတွက်30ကကဲကျွန်တော်မိတ်ဆွေတွေကံကောင်းမှ9သိန်းအောင်ပေါ့ကံကောင်းမှ9သိန်းအောင်ပေါ့နော်အဲ့တော့9သိန်းအောင်ဖြစ်သွားတာပေါ့နော်အဲ့တော့9သိန်းအောင်ဆိုရင်တော့မှတကယ်တမ်းပြောရရင်နော်ဝယ်မလားလို့မေးရင်တော့မှတော်တော်စဉ်းစားအောင်မနော်ကဲပတိမရဘူးသေးတယ်ပတိမရဘူးနော်ကဲ30တန်ကြောက်ရဲ့မော်စီစာတဲ့လားဟေးဆိုတာအဲ့ဒါပြောတာโอเคပါအားလုံးဘိုင်ဘိုင်ပါနော်